ချန်ပီယံကပတ်စိန်ခေါ်ခွင့်အတွက်အကျိန်နဲ့ရှင်မြိုင်ထိုးသက်သွားကြတော့မဲ့ကြားမာလေးနှစ်ယောက်ချန်ပီယံကပတ်အားပြိုင်မှုတွေနဲ့အတူကြားမာလေးနှစ်ယောက်ရဲ့အကျိန်နဲ့ရှင်မြိုင်မှုကြီးကိုတော့ဒီနေ့ည10:00နာရီဝန်းကျင်ခန့်မှာကြည့်ရှုခန်းစားကြရတော့မှာပါထူးခြားချက်ကတော့ဒီဖိုင်တာမလေးနှစ်ယောက်စလုံးကမြန်မာပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားကြတဲ့သူတွေပဲဖြစ်ပါတယ်မြန်မာကိုစားပြုဖိုင်တာဘရော်နီကာနဲ့အစ္စရေးမလေးရှီယာကွမ်တို့ရဲ့တွဲဆိုင်မှာပဲရှင်ဘရော်နီကာကထိုင်ကဂျမလေးချင်းကစားနေတဲ့ဖိုင်တာတူဖြစ်တယ်လို့ရှီယာကွမ်ကတော့ဖက်တက်ဂျမလေးချင်းကစားနေတဲ့ဖိုင်တာဖြစ်ပါတယ်ဒါကြောင့်ဖိုင်တာနှစ်ယောက်ရဲ့အရေးအချင်းကိုအခုပွဲမှာတွေ့ကြရတော့မှာဖြစ်တယ်လို့ကလပ်နှစ်ခုအပြိုင်မှုကြီးကိုလည်းတွေ့ကြရမယ့်ပွဲကြီးပွဲကောင်းမလည်းဖြစ်ပါတယ်။ဖိုင်တာနှစ်ယောက်စလုံးကတော့အာသာချက်အားနဲ့ချက်ကိုစီရှိကြပေမဲ့ချန်ပီယံကပတ်အတွက်တလန်မို့ဆိုရင်တော့ဒီပွဲကလှိကရစ်တစ်ခုဖြစ်တာကြောင့်အကျိန်နဲ့ရှင်မြိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်အကျိန်နဲ့ပွဲကြီးအဖြစ်ပြည်သက်တို့ကြည့်ရှုရတာစိတ်ကျေနပ်စေမယ့်ပွဲချမ်းတစ်ပွဲဖြစ်လာစေမှာပါ။ရိုနီကာကတော့ဒီပွဲမှာရှီယာကိုဟန်ကစားလာမယ့်ပုံကိုကြည့်ပြီးတော့အလဲထိုးနဲ့အနိုင်ယူဖို့အတွက်ပြင်ဆင်ထားတယ်လို့ပြောပါတယ်။သူ့အနေနဲ့အုံနိုင်ကျဲကစားတာမျိုးမလုပ်ဘဲအေးစိတ်တည်ငြိမ်စွာနဲ့ကစားသွားမှာပါ။ရှီယာကပြိုင်ဘက်ကောင်တယောက်ပါဘောက်စင်ကစားတာအရန်ကောင်းတယ် speed အရန်မြန်နဲ့ short တွက်လို့မရတဲ့ fighter ပါဘာပဲဖြစ်ဖြစ်ချန်ပီယံကပတ်အတွက်ဆိုရင်တော့ရှီယာကွမ်ကိုအနိုင်ကစားသွားမယ်လို့ဘရော်နီကာကပြောလာပါတယ်တစ်ဖက်ကရှီယာကွမ်ကတော့ဘရော်နီကာကိုအမှတ်နဲ့အနိုင်မယူပဲအလဲထိုးနဲ့သာအနိုင်ယူဖို့အတွက်ပြင်ဆင်ထားတယ်လို့ဆိုပါတယ် fighter နှစ်ယောက်စလုံးကိုအားပေးကြဖို့အတွက်လည်းရှီယာကွမ်ကတောင်းဆိုထားပါတယ်နော်ဘရော်နီကာကိုအောင်လာအန်ဆန်ကလည်းအားပေးနေတယ်လို့မာလီကင်ကိုရိုင်ကွန်နဲ့ထိအရောက်အားပေးသွားမှာဖြစ်ပါတယ်ရှီယာကွမ်ဘက်ကိုလည်းစတန်ဖီယာတက်တစ်ဖွဲ့လုံးကအားပေးနေကြတယ်လို့ကျော်ဆောင်ဝင်းကိုရိုင်းကလည်းအားပေးနေမှာဖြစ်ပါတယ်။ဖက်တက်ကျင်တရီကတော့သူတို့ဖိုင်တာနှစ်ယောက်ဖြစ်တဲ့နာကရော့ဖ်နဲ့ရှီယာတို့ကိုအားပေးဖို့အတွက်လက်မှတ်တရအခမဲ့ဝေငှသွားမှာဖြစ်ပါတယ်။မွေတိုင်းမှာပူတွဲအနိုင်ဆိုတာမရှိတာမို့တယောက်ရှုံးပြီးတယောက်ကတော့နိုင်မှာတော့သိကြပါတယ်။နိုင်တဲ့တယောက်ကတော့ချန်ပီယံပြေးလက်မော်ကိုတဆင့်တက်လာနိုင်ပြီလို့ဆိုနိုင်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဒီဖိုင်တာနှစ်ယောက်စလုံးကပွဲဝေးနေလဲဖရီနီမပြတ်အရန်ကိုစူးစမ်းကြတဲ့ဖိုင်တာတွေပါ။ဆွမ်းဆောင်ရေးပိုင်းမှာလည်းဒီဖိုင်တာနှစ်ယောက်ကတိတ်မကွာကြသလိုမောင်ကုံပိုင်းကလည်းတိတ်ပြီးတော့မကွာပါဘူးရှင့်။ဘရော်နီကာကဒီပွဲမှာတော့ချီကန်ချက်ကိုအခွင့်ကောင်းယူနိုင်ပါတယ်နော်။ရှီယာကွမ်ကတော့လက်တီတွဲလောင်းလည်းအရန်ကောင်းသလိုပတ်တနောင်ရိုက်ချက်ကလည်းနီးပြကိုတောင်ဖိနိုင်ရဲ့ကြစေတဲ့အထိပါပဲ။ဒါကြောင့်ဒီပွဲမှာတော့အကျူမြင့်တဲ့သူကစားသွားမဲ့ပွဲဖြစ်မယ်လို့ထင်ပါတယ်။ဒီပွဲမှာပြည်သက်ကြီးတို့အနေနဲ့ရောဘသူ့ကိုအားပေးသွားမှာလဲ။ပြီးတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ခံမှန်းထားတဲ့ခံမှန်းချက်လေးတွေရှိတယ်ဆိုရင်လည်းရေးသွားပေးပါဦး။အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။